အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့အိမ်သားတွေကြိုက်ဝက်ဥချိုကင်းလေးတင်စားမှာဖြစ်ပါတယ်ပထမဦးဆုံးဝက်ဥချိုလေးတွေကိုတန့်ရှင်းအောင်စေကြောထားပါတယ်ဒါလေးကစေကြောပြီးသားတန့်စင်ပြီးသားအနေထားလေးပါရှင်ဝက်ဥချိုလေးရဲ့ထည့်ပြုံမဲ့စစ်သွန်ဖြူချင်းနည်းနည်းမြင့်နည်းနည်းပွင့်လေးကိုအနည်းငယ်စီပြင်ထားပါတယ်ပြီးတော့ထည့်ပြုံမဲ့အိုးတွေကိုထည့်လိုက်ပါတယ်ရှင်အဲ့ဒီချိန်မှာဆော့ဆက်ပါတယ်ပဲငံပြားရဲ့အကြီးအနောက်ချိုမုတ်ဂျားနေငယ်ပြီးတော့တတမုတ်နေငယ်နဲ့ထည့်ပြီးနေထားပါတယ်ရှင်ပြီးတော့ဥချိုလေးတွေကိုအရသာလေးဝင်အောင်ကိတာခဏနှက်ပေးထားပါတယ်ပြီးတော့မိဖို့ပေါ်တင်ပြီးတော့ဥချိုတွေကအရှိလေးထွက်ပြီးတော့ပေါ့နော်လုံးနာပေါ့ရှင်ဥချိုလေး6လာတဲ့အထိကိတာခဏလုံးပါတယ်ပြီးတော့ဥချိုတွေကအရှိလေးထွက်လာပြီးပြီဆိုလို့ရှင်နော်ရင်မွေးလေးမြို့ုံလေးထည့်ပြီးတော့တည်ပြီးထားပါတယ်ရှင်ဒီဥချိုကင်းလေးကအိမ်သားတွေအားလုံးကြိုက်ကြတာမလို့ကြာခဏလောက်စားဖြစ်တာလေးပါရှင်အဲ့ဒီအချိန်မှာပြုတ်ထားတဲ့အချိန်မှာပဲပေါ့နော်ချင်းဖြိုးဖို့အတွက်လုပ်ပါတယ်စက်သွန်ဖြူနဲ့မြူတီစိမ့်လေးကိုပေါ့နော်အနည်းငယ်လေးနွမ်းသွားအောင်လို့လုပ်ပေးပါတယ်အနည်းလေးလည်းမှုလာအောင်ပေါ့နော်ပြီးတော့နည်းနည်းမြစ်ကိုလည်းထည့်ပြီးတော့တစ်ခါလေးထည့်ပြီးကြိတ်ပေးပါတယ်ရှင်အခုတော့ဒါကြိတ်ပြီးသားစင်တင်အချိန်လေးပေါ့နော်ပြီးတော့အချိန်ပြောမဲ့ခွက်တွေကိုထည့်ပြီးတော့ကြားစားနေငယ်ချုံမုတ်နေငယ်ငံပြားရီအဲ့ဒီလိုတမန်နဲ့တအောင်ထည့်ပါတယ်ပြီးတော့တက်မြားတီးကိုလည်းကိုလိုအပ်တဲ့လောက်အနေထားလောက်လေးပေါ့နော်ဒီနေ့အချိန်စူးတာကြိုက်လို့ရှင်တော့ညညလေးထည့်ပြီးတော့လုပ်ပေးပါတယ်ရှင်ပြီးတော့ဒီစဲလေးထည့်ပါတယ်နောက်ဆုံးအဆင့်မှာတော့အတင်ပြီးထားတဲ့နည်းနည်းမင်းလေးကိုထည့်ပါတယ်ရှင်အရသာအပေါ်အငန်းကိုမြည်ကြည့်ပြီးလို့ရှင်နော်အချိန်လေးစင်ပြီးဖြစ်ပါပြီရှင်ခုဆိုရင်ပြုတ်ထားတဲ့ဝက်ဥချိုလေးရတယ်ယူပြီးတော့စားလို့ရမယ့်အနေထားကိုရောက်ပါပြီသူကဥချိုလေးကထွက်တဲ့အစီလေးရတော့ရှိတာပေါ့နော်အဲ့အချိန်လေးမှာလည်းချလိုက်ပါတယ်ရှင်ပြီးတော့အေးခံပြီးတော့လိုအပ်တဲ့လိုလေးတုံးထည့်ထားပါတယ်ပြီးကင်မဲ့တန်းထဲမှာထည့်ပြီးတော့ကင်ပါတယ်ရှင်ဥချိုကချက်ပြီးသားဆိုတော့အကြာကြီးတော့ပြင်စားမလိုပါဘူးဥချိုလေးအရောင်လေးရဲလာပြီဆိုလို့ရှင်နော်စားသုံးလို့ရပါပြီရှင်ပြောထားတဲ့အချိန်လေးကလည်းချင်းချင်းဆက်ဆက်လေးနဲ့စားလို့ကောင်းတာမလို့အရင်စားနေနေလေးပဲပေါ့နော်